ကျွန်တော်ဖန်တရားပါကွာဒီဗီဒီယိုကြည့်ကြည့်တဲ့ အဲ့လိုမလာနဲ့လေကွာ ကျွန်တော်ဘူကြားတယ်မလားဟုတ်တယ် လာဘယ်လိုပေးလဲလာ အော်ရှောင်းအော်ဒီတော့မဟုတ်တော့ဘူးနော် ကွာနည်းလေးလို့လားကွာ နင်းနေမဟုတ်ဘူးအများကြီးလို့လား ကြိုက်တယ်အဲ့လိုမျိုးလေးတွေကိုကြိုက်တယ်ကျွန်တော်ဒေါသထွက်နေပြီ ဟုတ်တယ် ဟာဘယ်နဲ့စောင်းတိတ်ပဲမရှိတာမကြောက်ပါဘူးကွာငါလို့ အေးလေစောက်သေးတယ်မရှိဘူးလीနော်စောက်သေးတယ်မရှိဘူးလीမဲနဲ့လीကြည့်မှာပါကွာတိုင်းချိုးလိုက်ကွာနော်ပထမဆုံးဘဒုအိမ်လေဆိုတော့ချောင်းအိမ်နေကွာအဲ့လမ်းကြုံရင်လည်းဘဒုကောက်တာွား ဘယ်နဲ့စောင်းတိတ်ပဲမရှိတာမကြောက်ပါဘူးကွာငါလို့ ဆောင်းမိုက်တယ်ကွာအမနဲ့ကွက်ဖားတယ်မနဲ့ကွက် အော် ဝင်ရကောင်းဝင်မှာနော် ညရကောင်းဝင်မှာနော်အေးဟုတ်တယ်အကောင်လည်းဖြစ်တာအဲ့လိုကြီးပဲ ကြိုက်တယ်လို့ထင်တလိษံစကားပြောတယ် ရောအဲ့ဒါမှမဟုတ်ကောင်းတယ်တာရီတို့နော်နောက်တော့ကောက်ကိုရှိုး တယ်လို့ထင် အားလုံးကိုရှိုး ကြိုက်တယ်လို့ထင်တလိษံစကားပြောတယ် ဟုတ်တယ်နော်